finally အကုန်လုံးဆောင်မျှော်နေကြတဲ့ STB ဘဏ်ကထုတ်တဲ့ STB crypto coin က maxima မနေ့ကစပြီးတော့ list ပါပြီအဲ့တော့ကိုက ICO round 1 round 2မှာဝယ်ခဲ့တဲ့လူတွေဆိုလို့ရှိရင်ကိုဝယ်ခဲ့တဲ့ coin တွေဘယ်လောက်ထိဈေးတက်နေပြီလဲဆိုတာကိုကြည့်ပြီးတော့လုံးဝပြောလို့ရနေပါပြီအဲ့အပြောလေးတစ်ချက်လာရှင်းရပါဒီနေရာမှာတချို့อ่ะပေါ့နော်ကိုကအဲ့ဒီတုန်းက ICO round 1 round 2တုန်းကဝယ်ဆိုလို့တာဝယ်လိုက်တာအဲ့ဒီကိုဝယ်ခဲ့တဲ့ coin တွေကကိုဘယ်နားမှာပြန်သွားကြည့်ရမှာလဲဘယ်လောက်တွေဖြစ်နေပြီလဲဘာလို့လို့ရလဲဆိုတဲ့ဟာတွေကိုတေချာမသိလေးတာတွေရှိရပေါ့နော်အဲ့တော့အရင်ဆုံးကိုယ့်ရဲ့ STB account ထဲကိုတွားလိုက်ပါဒီ home page မှာပဲ STB token ဆိုတာရှိရပေါ့နော်အဲ့တော့ STB token ဆိုတာထဲကိုနှိပ်ပြီးတော့ဝင်လိုက်ဒီနေရာမှာအပေါ်ဆုံးမှာကိုဝယ်ခဲ့တဲ့ STB coin စုစုပေါင်းကိုတွေ့ရတယ်ပေါ့နော်အမဒီ account မှာဆိုလို့ရှိရင်ဝယ်ထားတဲ့ STB coin ဒီ3,929ပေါ့နော်929 coin ဝယ်ထားတယ်ဒါက ICO round 2မှာတစ်ခုတည်းမှာပဲဝယ်ထားတဲ့ coin ပေါ့နော်အဲ့တုန်းကဝယ်တုန်းကတစ် coin ကို 0.0025 ဒေါ်လာနဲ့ဝယ်ထားတာဆိုတော့အဲ့တုန်းက250မှ1ဒေါ်လာပို့ဝယ်ထားတာပေါ့နော်ဈေးတက်သွားတဲ့အတွက်ကြောင့်မလို့ဝယ်ထားတဲ့250ကျော်ကအခုဆိုရင်ကာလတန်ဖို့ဒေါ်လာ440ရှိနေပါပြီအဲ့တော့အနည်းဆုံးတော့ကိုယ့်စီကနှစ်ဆနီးပါးလောက်တက်သွားတဲ့သဘောပေါ့နော်ဟုတ်ပြီဒီနေရာမှာကိုဝယ်ထားတာတော့ coin ကအမအကောင့်ထဲမှာဆိုခုဒါ3သိန်းကျော်ရှိရပေါ့နော်ဒါပေမဲ့ဒီ3သိန်းကျော်လုံးကိုတစ်ခါတည်း exchange ပေါ်တင်ပြီးတော့ဝယ်အောင်လုပ်လို့ရပေးမလို့ဘူးပေါ့နော် STB token တွေရဲ့ vesting schedule ဆိုပြီးတော့ထုတ်ထားပေးရရှိရပေါ့နော်သူကဘယ်လိုလဲဆိုတော့ဆက်စချင်းပထမဦးဆုံး list လုပ်တဲ့လမှာကိုဝယ်ထားတာရဲ့10% ကိုပဲ unlock လုပ်ပြီးမှပေးသုံးမှာပေါ့နော်နောက်လတွေမှာ10% စီနဲ့စုစုပေါင်း10လပြည့်မှကိုဝယ်ထားတဲ့ token အကုန်လုံး100%ကိုကဝယ်အောင်လုပ်လို့ရမှာပေါ့နော်ဘာဖြစ်လို့ကိုဝယ်ထားတဲ့ဟာအကုန်လုံးကိုစိတ်တိုင်းကြရောင်းဝယ်ခွင့်မပေးတာလဲ STB ကထိန်းချုပ်ထားတာလားတကယ်တော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့တော့ခု STB ကဒီ exchange ပေါ်မှာ list လုပ်ပြီးပြီဆိုလို့ရှိရင်ဒီဈေးဒီ crypto coin တွေသဘောတရားအရအတိုင်းပဲအတက်အကျအမြဲတမ်းရှိတယ်ဝယ်လို့ကများရင်ဈေးတက်မယ်ရောင်းလို့ကများနေလို့ရှိရင်ဈေးကျမယ်ပေါ့နော်အကယ်၍ဒါဒီ coin အကုန်လုံးကိုဝယ်သမျှကိုလို့ရောင်းခွင့်ဝယ်ခွင့်ပေးလိုက်လို့ရှိရင်တချို့ကဒီပတ်စံတွေငါမှမြက်နေပြီငါအမြက်ထုတ်တော့မယ်ဆိုပြီးတော့အများကြီးအလောတကြီးရောင်းလိုက်လို့ရှိရင်အကုန်လုံးကစုရောင်းလိုက်လို့ရှိရင် coin ရဲ့တန်ဖိုးကကျသွားနိုင်တယ်ပေါ့နော်အဲ့တော့ STB ရဲ့ plan ကကြတော့ဒီ coin တန်ဖိုးကိုရေရှည်ထိန်းထားပြီးတော့တဖြည်းဖြည်းနဲ့ value တက်အောင်လုပ်ချင်တာပေါ့နော်အဲ့တော့သဘောကတော့ဒီလို vesting schedule နဲ့ထိန်းထားလိုက်ခြင်းအပြင်အကုန်လုံးရဲ့ coin တွေကိုတခါတည်းရောင်းလို့မရခြင်းအပြင်ကိုကင်ထားတဲ့ coin တွေကလည်းတဖြည်းဖြည်းနဲ့ဈေးတက်လာနိုင်တယ်ပေါ့နော်ဒါကတော့များသောအားဖြင့် crypto coin တွေလောင်းထုတ်တဲ့ခါမှာ vesting နဲ့ပဲသွားပြီးတာကများတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေရာမှာ restricted token ဆိုတာကကြတော့ကိုသုံးလို့မရသေးဘူး team ကနေပြီးတော့မှrestrict လုပ်ထားတဲ့ coin 90% ကဒီနေရာမှာ90ကျော်ပေါ်နေတာပေါ့နော်အမှန်တကယ်ကတော့ဒီအောက်က available token မှာကျန်တဲ့1000ကျော်ပါရှိရမှာဒါပေမဲ့အခု available အမအကောင့်ထဲမှာဘာဖြစ်လို့ 0.7 ဖြစ်နေလဲဆိုလို့ရှိရင်သူတို့ unlock လုပ်ပေးတဲ့1000ကျော်ကို end လုံးကထည့်ထားတာမို့လို့ lock token မှာပဲ1000ကျော်ပေါ်နေရပါအဲ့တော့ကိုတကယ်ပိုင်ဆိုင်တဲ့ coin စုစုပေါင်းကတော့အမှန်တကယ်တော့ဒီအပေါ်က holdings မှာပေးထားတဲ့ coin ပဲအဲ့ဒါအကုန်ပဲ restricted ကကြတော့မထုတ်ရသေးရဲ့ထုတ်မပေးရသေးရဲ့90%ဒီနေရာမှာ lock ဖြစ်နေတာကအမကိုယ်တိုင်က end ထဲမှာထည့်ထားလို့ပေါ့နော်အဲ့တော့ end ထဲကိုတစ်ချက်သွားပြန်ဝင်ကြည့်ရအောင် end ထဲကိုဝင်ကြည့်လိုက်လို့ရှိရင်ခုနကသူတို့ထုတ်ထားပြီး unlock လုပ်ထားပြီးရဲ့10% coin 1000ကျော်ကိုအမက end ထဲကိုထည့်ထားပါဘောเนาะအဲ့ရနေပြီးတော့လဲသူကအတိုးရနေတာအခုဆိုလို့ရှိရင်0.3ဒေါ်လာပေါ့เนาะအဲ့တော့လောလောဆယ်ကတော့ဒီ coin ကိုထုတ်ဖို့လည်း plan မရှိဘူးရောင်းဖို့လည်း plan မရှိတဲ့အတွက်ကြောင့်မလို့သူထုတ်ပေးတဲ့လောက်ကိုပဲ end ထဲကိုပြန်ပြီးတော့ subscribe လုပ်ထားဖို့ပဲ plan ရှိပါတယ်နောက်တစ်လမှာနောက်ထပ်ပြီးတော့ unlock လုပ်ပြီးရဲ့10%ကိုလည်းဒီ end ထဲပဲထည့်ပါမယ်အဲ့တော့အခုလောလောဆယ်တော့ဒီ SGB token ထဲမှာရှိရဲ့ကိုယ့်ရဲ့ coin လေးတိုးလာတာကြည့်ပြီးတော့အရန်ပြောနေပါတယ်ဒီ SGB coin တန်ဖိုးတွေတက်လေဒီ coin တွေအများကြီးကိုကင်ထားတဲ့ဘဏ်ရဲ့ market cap funding လဲတက်လေပေါ့နော်ဘဏ်ဘက်ကနေလဲ profit တွေရပါတယ်အဲ့ဒီရတဲ့ profit တွေကနေပြီးတော့မှကိုရည်ရွယ်ချက်ဖြစ်တဲ့ကို support ပေးခြင်းနဲ့ထောက်ကူပေးခြင်းနဲ့လိုအပ်တဲ့ဒီဆိုင်ရာဆက်တာအသီးသီးကိုပြန်ပြီးတော့စီစဉ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအောက်ပြောဖို့ကောင်းပါတယ်မနေ့ကတော့ဒီနေ့ရောmaxi ရောဝင်ကြည့်လိုက်ဒီ SUV ရောဝင်ကြည့်လိုက်နေလုံးဝသွားမစီနိုင်ဘူးဖြစ်နေရပေါ့နော်အဲ့
နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့အဆင်ပြေလို့ရှိရင်ဒီ STB တဲ့က coin ကို maxi ပေါ် deposit ဘယ်လိုထုတ်မလဲဆိုတာလေးတင်ပေးမယ်ပေါ့နော်လောဆယ်ရကြတော့ကိုကမရွှေ့ချင်သေးဘူးဖြစ်နေရမို့လို့ပေါ့နော်maxi ထဲမှာဈေးလေးတစ်ချက်ဝင်ကြည့်အောင် maxi ထဲကိုသွားပြလိုက်ရင်ဒီမှာ STB coin ရဲ့ဈေးကိုကြည့်မယ်ပေါ့နော် okay 15မိနစ်ချက်နဲ့ပဲကြည့်လိုက်မယ်ပေါ့နော်စစချင်း list တုံးကဈေးတွေ 0.011 ထိအောင်တက်သွားဆိုတော့လေကို ICO round 1မှာ 0.001 နဲ့ဝယ်ခဲ့ပြီဆိုရင်10စနီးပါ10စကျော်လောက်ဖြစ်နေတာပေါ့နော်ဒါကပြောဖို့ကောင်းတယ်အခုလောလောဆယ်ဈေးတန်းကတော့ 0.004 ပတ်ချလင်းနားမှာငြိမ်နေရပေါ့နော်ကို round 2မှာဝယ်တဲ့လူအတွက်ဆိုရင်တော့နှစ်ဆနီးပါးဈေးကတက်နေသေးတယ်။ crypto သဘောတရားအရတော့ဈေးသည်အတက်ရှိရဲ့အကျရှိရဲ့အချိန်မီ၍ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့အတက်ကြတော့ရှိနေဦးမှာဆိုပေမဲ့ဒီဈေးတန်းကိုထိန်းထားရင်တဖြည်းဖြည်းနဲ့ value တက်သွားဖို့တော့ကိုကတော့မျှော်လင့်နေပါတော့။ဒီ international market ကစိတ်ဝင်စားမှုရဖို့ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီညာဘက်အပေါ်ထောက်မှာ24 hour volume ဆိုတာရှိရပေါ့နော်ဒီ24နာရီအတွင်းမှာဒီ coin ကိုအယောင်းဝယ်လုပ်နေတာဘယ်လောက်တန်ဖို့ရှိလဲပေါ့အပေါ်ကတော့ STB coin နဲ့ပြတာcoin ပေါင်း48တန်ဝယ်ရောင်းလုပ်နေကြရပေါ့နော်တော့ USDT value နဲ့ဆိုလို့ရှိရင်တော့ဒီမှာဒေါ်လာK ဆိုတော့2သိန်းကျော်ဒေါ်လာ2သိန်းကျော်ကိုဝယ်ရောင်းလုပ်နေကြရပေါ့နော်အဲ့တော့ဒီ24 hour volumeများလာဖို့မျှော်လင့်နေဒီ trading volume များဖို့အတွက်ကိုပါလုပ်ပေးလို့ရမယ်ပေါ့နော်အဲ့ဒါလေးနောက်ပိုင်းတင်ပေးဖို့တော့ရှိပါတယ်ကိုကတော့လောလောဆယ်ကအရန်ပျော်နေလို့ကိုအပျော်လေးကိုလာပြီးတော့ share ရပါအကုန်လုံးလည်းပျော်နေမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်